သူဂျပန်ကလေအဲ့ဒီမုတ်တွေအရန်စားလို့ကောင်းတယ်သူတို့ကအဲ့ဒါမျိုးတွေကျွမ်းနေကြတာအဲ့ဒါမျိုးသူတို့ကဘာလုပ်အခုမြန်မာနိုင်ငံကလေဟိုသူတို့ကြိုက်တဲ့ဥပမာနန်းကြီးတုတ်ပဲဆိုပါတော့အုံတို့ခောက်ဆွဲလို့နန်းကြီးတုတ်တို့အဲ့ဒီရွှေရင်အေးတို့ပေါ့နော်အဲ့လိုဟာတွေသူတို့အဲ့လိုသူတို့ပါစံနဲ့အဆင်ပြေတဲ့မုတ်တွေပေါ့နော်အဲ့ဒါတွေကိုသူတို့ကဒီကနီးတောင်းတယ်လေဒီကနီးတောင်းလို့ရှိရင်သူတို့ကအဲ့ဒါအသေးစိတ်ကိုရီးယားမှာမှန်းပြီးထည့်တယ်သူတို့ကမှန်းမထည့်ဘူးအဲ့ဒါအသေးစိတ်သူတို့ကအဲ့ဒီဟာကိုယူထားပြီးသားတင်မြေဆက်အဲ့ဒီဟာကိုသူတို့နီးပြောတဲ့လူဆိုလို့ရှိရင်သူတို့ကလာပြီးတော့ဟိုပန်းချင်းတွေဘာတွေနဲ့တော့မှလက်ဆောင်တွေပို့တာဘာလို့ပို့လဲဆိုတော့သူတို့ကဒါသားတင်မြေဆက်သူတို့ကအဲ့ဟာရသွားပြီဆိုလို့ရှိရင်အဲ့အတိုင်းပဲသူတို့ကတသွေးမသိမ်းဟိုလောက်တာကိုရီးယားမှာမှန်းပြီးတော့ဟိုဆက်ပြီးတော့သူတို့ကအဲ့ဒီတိုင်းလောက်တော့ကြတော့ရတာဟိုသဖို့မှုဘလောက်ပဲပြောင်းနှစ်ဒီဘလောက်ပဲပြောင်းအဲ့ဒီရတာတိုင်းပဲထွက်တာအဲ့လိုသူတို့ကလောက်တာအဲ့သူတို့ကအဲ့ဒီဟာပေးလိုက်ပြီးတချင်းသူတို့တားပြီးမြတ်အဲ့ဒီဟာကိုဆောက်ဟိုလောက်သွားမှာဆိုတော့သူတို့ကအဲ့ဒါလာပြီးတော့အဲ့လက်ဆောင်တွေပါပေးပြီးတော့သူတို့ကဟိုလောက်တာဂါရဝပြုတဲ့သဘောပေါ့နော်သူတို့နီးကြသွားတာဟုတ်ကိုရှီယာမှာလက်ကဒီမှာဟိုစပိုမှုပြောင်းသွားလို့ရှိရင်လက်ကလက်ပြောင်းသွားတယ်အချိုးအစဘာညာအဲ့လိုအတိအကျမဟုတ်ဘူးလေသူကကျတော့ဟိုဖြစ်တယ်အောက်မခါကြတယ်ဟိုတော့စိတ်တော့ပင်ပန်းတာပေါ့နော်ဟိုနေရာတကာဆောက်ကြီးတိုင်းမဲ့ဆိုသူတို့ဖြစ်နေတာပေါ့နော်အတိအကျအဲ့လိုမျိုးလောက်တာအဲ့ကြောင့်သူတို့ရှီယာမဟုတ်လေးဆိုကောင်းတယ်ပါကင်ဆိုတော့အရန်ကောင်းတာဒီမှာကြည့်အောင်မုတ်ထည့်ပေးတဲ့ဘူးပါကင်ကိုကြည့်အောင်မုတ်ထည့်ပေးတဲ့ဘူးလေးတွေအဲ့လိုဘူးလေးတွေညားတယ်တခြားဒီဇိုင်းလေးတွေပေါ့နော်ဒီဇိုင်းလေးအစုံမဲ့ဘူးလေးတွေအဲ့မုတ်လေးတွေဆိုလို့ရှိရင်လည်းကောင်းတယ်စားလို့မွေးတယ်ဂျပန်နဲ့လေဘလို့ဟိုပထမသက်ရှိတာလည်းမသိဘူးဂျပန်ပစ္စည်းတွေတုံးရတယ်အိမ်မှာလေအဲ့ခုနကဒီလက်တုပ်ပွားလေးဆိုလို့ရှိရင်အဲ့ဂျပန်ကလက်တုပ်ပွားလေးတုံးရတယ်ဟိုတစ်ခါကအနီလေးအနီလက်တုပ်ပွားလေးဂျပန်ပစ္စည်းလေးတွေတုံးရတယ်ဂျပန်နဲ့လေဟိုဟာဖြစ်ပထမသက်ပါလားမသိဂျပန်မုတ်လေးတွေစားရတယ်ဂျပန်အဲ့ဘွားလေးပစ္စည်းတုံးဆောင်လေးတွေတုံးရတယ်အဲ့တူလေးအခုနောက်မှတူလေးတွေခက်စားဒီမှာငကဟိုဒါကတော့မိုးဟာနှခွင်းလေးအကြီးပဲခလေးလက်ကောက်လောက်ရှိတယ်အဲ့ဒါဒီဟိုအဲ့ဒီကနှခွင်းဒီနှခွင်းဒီကြိုက်တယ်နှခွင်းရကြီးပဲအဲ့ဘောလုံးပွဲကြည့်ရင်လည်းဘောလုံးပေးတဲ့ကြီးရှိရောက်သွားတယ်နိုင်ငံပေါင်းစုံကြည့်ရတာပေါ့နော်သူတို့နိုင်ငံသူတို့လည်းဒီတိုင်းကဒီဘယ်သူကလာနိုင်မှာလဲမလာနိုင်တော့ဟိုကိုနိုင်ငံပဲကိုအားပြကြ projector တွေဘာတွေပေါ့နော်အဲ့ဒီဟိုတချို့ကလည်းပတ်စံရှိတယ်ဟိုအိန္ဒိယလုပ်ပဲတချို့ကလည်းပန်းကြံတွေပေါ့နော် public area မှာလုပ်ကြတာပေါ့နော်ဟိုဒီဟာတွေဟိုဟာကြီးလည်းသူကြည့်ရအများနဲ့စုကြည့်ရတယ်သူတို့ပို့ပြီးတော့ဟိုရမှာကောင်းတာပေါ့လူအုပ်ကြီးနဲ့ဆိုတော့ဒီမှာဟိုဟာလည်းဟိုခံသားရတယ်ဝမ်းနဲ့တူဝမ်းသားနဲ့တူပေါ့အဲ့လိုအုပ်ကြီးနဲ့ခါပွဲသေးတိုင်းကိုဖြည့်ပြီးတော့ကြည့်တာအဲ့မျိုးတွေလေအဲ့မျိုးတွေကြည့်အဲ့ဒါလိုက်ကြည့်ပြီးရတော့အဲ့ဒီဘောလုံးသမားတွေဟိုမိန်းမတွေကလေးတွေရှောက်ကြည့်အဲ့ပြီးတော့သူတို့အမေတွေသူတို့ဖွားတွေသူတို့ငငယ်ဆင်းရဲနဲ့ပေါ့နော်သူတို့ဖြတ်တန်းလာတဲ့ဟာတွေရှောက်ကြည့်ကြည့်ပြီးအမ